ငါးပါးသီလမှာမပြည့်စုံဘူးဆိုလို့ရှိရင်ဆုတောင်းလည်းပြည့်စုံမှာမလားဆိုပါစို့ဘာနာတိပါဒသူ့သက်တတ်နေတဲ့ပုဂ္ဂိုလ်တယောက်ကအသက်ရှည်ပါရစေရပါမလားယောဂကင်းမရစေဆိုရောရပါမလားလူတွေကနေ့စဉ်ဆုတောင်းနေကြတာဟောအသက်တော်ရာကျော်ရှည်ကြပါစေယောဂဝေဒနာတွေကင်းကြပါစေဆုမတောင်းဘူးလားဒါပေမဲ့လို့သီလမလုံဘူးဆိုလို့ရှိရင်အဲ့ဒီဆုတောင်းတွေပြည့်နိုင်ပါမပြည့်နိုင်ဘူးနော်ထို့တူရဲ့အရိဏဒါနသူမြတ်ပစ္စည်းကိုမတရားယူခြင်းမှာမရှောင်ကျင်မဲနဲ့စီးပွားဥစ္စာတွေတိုးတက်ပါစေမရဘူးအရိဏဒါနကျူးလွန်လာတဲ့ပုဂ္ဂိုလ်ကဘယ်လိုနည်းနဲ့ရလာတဲ့ပစ္စည်းပဲဖြစ်ဖြစ်ရလာတဲ့ပစ္စည်းတွေကတနည်းနည်းနဲ့ယန္တမျိုး၅ပါးနဲ့ပျက်စီးသွားတတ်တယ်ဒါကြောင့်မို့အရိဏဒါနခံရဲ့အပြည့်အမှန်တမ်းမှကြီးမာတယ်လူလောကလူဆိုတာအသက်လည်းရှည်ရမယ်ကျမ်းလည်းကျမ်းမာရမယ်စီးပွားဥစ္စာလည်းပြည့်စုံအောင်အရိဏဒါနလွန်ကျူးလာလို့ရှိရင်စီးပွားဥစ္စာမပြည့်စုံဘူးချိုးငယ်တယ်ပေါ့နောက်ကာမေတုမိစ္ဆာစာရာကာမေတုမိစ္ဆာစာရာကမရှောင်ဘူးဆိုလို့ရှိရင်လူမုန်းများတယ်အဲ့ဒီပေါ့လောကမှာလူချစ်လူခင်ပေါ်တာကြိုက်သလားလူမုန်းများတာကြိုက်သလားသူကလူချစ်လူခင်ပေါ်ခြင်းတယ်သို့တော့ဒီသီလနဲ့မပြည့်စုံဘူးဆိုလို့ရှိရင်လူချစ်လူခင်ပေါ်တယ်ဆိုတဲ့အကျိုးရပါမရဘူးမုဒ္ဒဝါဒလေလီလေစားပြောတယ်ဆိုလို့ရှိရင်ဖြစ်လျက်ဘဝမှာကိုယ်အဆွဆွဲတွေအပြောအဆိုတွေအလိမ်ညာတွေခံရမုဒ္ဒဝါဒတိတ်ခါဘုံမှာမလုံမဲနဲ့ဒီသီလမရှိဘဲနဲ့သူများရဲ့အဆွဆွဲမခံမရစေနဲ့တို့ဒီလိုဆူတောင်းလို့ပြည့်စုံမှာမလားမပြည့်စုံဘူးဒါကြောင့်မို့ဒီသီလတွေအမှန်တမ်းအရေးကြီးတယ်တို့ဆိုတာနောက်သူရမေတွေကမပြည့်စုံတဲ့ပုဂ္ဂိုလ်တရားဟောဖြစ်လျက်ဘဝမှာအတိညာအမှန်တမ်းလဲပါတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။အုံနောက်ခုခေတ်လို့ပြောရင်ကြက်မပြေတဲ့ပုဂ္ဂိုလ်အိုင်ကျူမမြင့်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်ပေါ့။ဘာမှသင်လို့ပြလို့မရတဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီပုဂ္ဂိုလ်မျိုးဖြစ်လာတတ်တယ်ဒါအနည်းဆုံးအပေါ်ဆုံးအပြစ်နောက်အယူအနှံဖြစ်တတ်တယ်။အတိညာထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်ပါစေလို့ဘယ်လိုဆုတောင်းနေရမှာမဟုတ်ဘူး။ဒါကြောင့်မို့လို့ကိုချင်းသီလဆိုတာအမှန်တမ်းအရေးကြီးပါတယ်